တိတ်ဆိတ်ချင်းဤထောင်ချောက်တောနက်ထဲကအန်ကြီးတစ်ခုရဲ့ဘေးမှာအမဲရောင်ဝတ်စုံဆင်မြန်းထားတဲ့မိမပြူတူအမြဲထိုင်နေတတ်ပါတယ်။သူမဟာအလွန်လှပပေမဲ့ဘသူနဲ့မှစကားမပြောသလိုဘသူကိုမှလည်းမျက်လုံးချင်းမကြည့်ပါဘူး။သူမရဲ့ထူးခြားချက်ကတော့သူမထိုင်တဲ့နေရာတစ်ဝိုက်မှာရွှေမုံရွှေသားတွေဟာမြေကြီးပေါ်မှာတဲပွင့်တွေလိုပြန့်ကျဲနေတာပါပဲ။ရွာထဲကလူတွေကသူမအကြောင်းသတိပေးထားကြပါတယ်။သူမကိုတွေ့ရင်ဘာမှမမေးနဲ့စကားမပြောနဲ့။သူမကဘသူကိုမှစကားပြန်မှာမဟုတ်ဘူး။မင်းဘက်ကစကားစပြောမိတာနဲ့မင်းရဲ့စကားပြောနိုင်စွမ်းကိုသူမကတင်းစီသွားလိမ့်မယ်ဒါပေမဲ့ရွာထဲကိုအတိတ်ရောက်လာတဲ့တထေးသားတစ်ယောက်ကတော့ဒါကိုမယုံပါဘူးသူကအဲ့ဒီရွှေတွေကိုလည်းလိုချင်တယ်လို့ဒီမိမပြိုကိုလည်းစကားပြောအောင်လုပ်နိုင်တယ်ဆိုတာကိုကြွားချင်နေပါတယ်တထေးသားဟာတော်ထဲကိုသွားပြီးမိမပြိုရှိမှရက်လိုက်ပါတယ်သူမကတော့မြေကြီးပေါ်ကရွှေမုံတွေကိုလက်နဲ့အသားရပုတ်တက်နေပြီးဘာတမ်းမှမထွက်ပါဘူးတထေးသားကဟေးမင်းကလေးမင်းကဘာတူလဲဒီရွှေတွေကဘယ်ကရတာလဲလို့မေးပါတယ်မိမပြိုကမကြားသလိုပဲငြိမ်နေပါတယ်သူကထပ်မံပြီးအော်ဟစ်မင်းမြန်းနဲ့နောက်ဆုံးမှာတော့လောင်ပြောင်တဲ့စကားတွေတောင်ပြောလာပါတယ်မိမပြိုဟာဖြည်းဖြည်းချင်းကောင်းမော့လာပါတယ်သူမရဲ့မျက်လုံးတွေကနက်မောင်နေပြီးအေးဆက်လွန်းလာပါတယ်သူမဟာစကားတစ်လုံးမှမပြောဘဲသူမရဲ့လက်ညှိုးလေးကိုသူမရဲ့နှာခမ်းပေါ်မှာတင်ပြီးတိတ်တိတ်နေဆိုတဲ့အမူအရာပြုလုပ်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲတထေးသားဟာစကားပြောချင်ပေမဲ့အတန်ထွက်မလာတော့ပါဘူးသူစုဆောင်းထားတဲ့ရွှေတင်ကားအိတ်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာလည်းအိတ်ထဲကရွှေတွေဟာအတန်တိတ်ဖုံဖုံတွေဖြစ်ပြောင်းလဲသွားပါတယ်တထေးသားဟာအိမ်ကိုအတန်မထွက်နိုင်တဲ့လူအဖြစ်နဲ့ပြန်လာခဲ့ရပါတယ်သူဟာစကားပြောချင်လုံးပေမဲ့ဘာမှပြောလို့မရတော့ပါဘူးမိမပြိုဟာတကယ်တော့သတိနဲ့တိတ်ဆိတ်ခြင်းရဲ့တန်ဖိုးကိုစောင့်ကြက်တဲ့နတ်သမီးပါစကားကိုအကျိုးမရှိပဲလောဘဇောနဲ့ပြောတဲ့သူတွေကိုသူမကဒီလိုပဲပညာပေးလေးရှိပါတယ်စကားကိုဆင်ခြင်ပါအခါခတ်သိမ်းစကားပြောနေခြင်းထက်တိတ်ဆိတ်စွာနားထောင်ခြင်းနဲ့စောင့်ကြည့်ခြင်းကပိုပြီးအသိဉာဏ်ရစေပါတယ်စီကံကိုလေးစားပါသူတစ်ပါးရဲ့တိတ်ဆိတ်မှုကိုအတင်းအကျပ်နှောက်ယှက်ခြင်းဟာမရင်ကျေးတဲ့အပြင်ကိုယ့်အတွက်လည်းဘေးဥပဒ်ဖြစ်စေနိုင်ပါတယ်လောဘကအမြင်အာရုံကိုကွဲစေပြီးတထေးသားဟာရွှေကိုပဲကြည့်ပြီးအန္တရာယ်ကိုသတိမထားမိခဲ့ပါဘူး